Voiceover script, Myanmar. ဒီနေ့ပြောပြမယ့်ဇာတ်ကားကတော့လူတစ်ယောက်ရဲ့ဘဝကိုပညာရေးနဲ့မျှော်လင့်ချက်ကဘလောက်အထိပြောင်းလဲပေးနိုင်လဲဆိုတာကိုထိထိမိမိဖော်ပြထားတဲ့စိတ်ခံစားမှုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇလန်းအစမှာတောင်တန်းတွေနဲ့ဝန်းရံထားတဲ့ရွာငယ်လေးတစ်ရွာကိုမြင်တွေ့ရပါတယ်။အပြင်ပန်းကတော့ငြိမ်းချမ်းနေတယ်လို့ထင်ရပေမဲ့ရွာသားတွေရဲ့ဘဝကဆင်းရဲခက်ခဲမှုတွေနဲ့ပြည့်နှက်နေပါတယ်။အဲ့ဒီရွာထဲမှာနေထိုင်တဲ့ကလေးမလေးတစ်ယောက်ဟာတခြားကလေးတွေလိုမဟုတ်ပဲပညာသင်ယူဖို့အရန်စိတ်အားထက်သန်သူဖြစ်ပါတယ်။သူမရဲ့မျက်လုံးထဲမှာအနာဂတ်အိမ်မက်တွေပြည့်နေပြီးဒီရွာလေးကနေထွက်ပြီးပိုကောင်းတဲ့ဘဝကိုရချင်နေပါတယ်။ဒါပေမဲ့သူမရဲ့မိသားစုအခြေအနေကအရန်ဆင်းရဲပါတယ်။နေ့စဉ်စားဝတ်နေရေးကိုတောင်ခက်ခက်ခဲခဲဖြေရှင်းနေရတာကြောင့်ကြောင်းတက်ဖို့ဆိုတာစိန်ခံရတစ်ခုလိုဖြစ်နေပါတယ်။အချို့လူကြီးတွေကမိန်းကလေးတွေပညာသင်ဖို့မလိုဘူးလို့ယုံကြည်ကြပြီးအိမ်အလုပ်ပဲလုပ်တဲ့နယ်လို့ပြောကြပါတယ်။ဒါပေမဲ့ကလေးမလေးကတော့သူမရဲ့အိမ်မက်ကိုဘယ်တော့မှလက်မလျှော့ပါဘူး။သူမဟာစာအုပ်ဟောင်းတွေကိုရှာဖတ်တဲ့စာရေးလေ့ကျင့်တဲ့အချိန်ရတိုင်းစာပဲဖတ်နေပါတယ်။ဘယ်သူမှမယုံကြည်ပေးပေမဲ့သူမကတော့ကိုယ့်ကိုယ်ယုံကြည်နေခဲ့ပါတယ်။တနေ့မှာတော့သူမရဲ့စူးစမ်းမှုကိုဆရာတယောက်သတိထားမိလာပါတယ်။ဆရာကဒီကလေးဟာအရေးချင်းရှိတယ်ဆိုတာသိသွားပြီးအတက်နိုင်ဆုံးကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဘဝဆိုတာလွယ်ကူတဲ့လမ်းမဟုတ်ပါဘူး။အခက်အခဲအသစ်တွေတစ်ခုပြီးတစ်ခုရောက်လာပါတယ်။မိသားစုဖိအားလူမှုပတ်ဝန်းကျင်ရဲ့ဝေဖန်မှုဆင်းရဲမှုအားလုံးကသူမကိုလက်လျှော့စေခြင်းနေတယ်လို့ပါပဲ။ဒါပေမဲ့သူမဟာမျက်ရည်ကျရင်နဲ့တောင်ရှေ့ဆက်ဖို့ရွေးချယ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ပညာရေးတစ်ခုတည်းကသူမဘဝကိုပြောင်းလဲပေးနိုင်မယ်ဆိုတာယုံကြည်နေလို့ပါ။အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာတဲ့အခါသူမရဲ့စူးစမ်းမှုကအကျိုးပေးလာပါတော့တယ်။စာမေးပွဲတွေမှာရလဒ်ကောင်းတွေရလာပြီးလူတွေကလည်းသူမကိုအမြင်ပြောင်းလာကြပါတယ်။တစ်ချိန်ကမဖြစ်နိုင်ဘူးလို့ပြောခဲ့တဲ့သူတွေကအခုတော့မင်းလုံနိုင်ခဲ့တယ်လို့အတိမတ်ပြုလာကြပါတယ်။ဒီဇာတ်ကားကအောင်မြင်မှုဆိုတာပါရမီတစ်ခုတည်းနဲ့မရဘူးဆိုတာသက်သေပြထားပါတယ်။အခက်ခဲကြမှာတော့အိမ်မက်ကိုမလွတ်ပစ်တဲ့စိတ်ဓာတ်ကသာအရေးကြီးဆုံးဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကလေးမလေးဟာသူမရဲ့အိမ်မက်စီတလန်းချင်းရှောက်လန်းနိုင်ခဲ့ပြီးသူမရဲ့အောင်မြင်မှုကရွာလေးတစ်ရွာလုံးအတွက်မျှော်လင့်ချက်အသစ်ဖြစ်လာခဲ့ပါတယ်။ဒီဇာတ်ကားကကြည်ပြီးသွားရင်ပညာရေးကလူတစ်ယောက်ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်တယ်ဆိုတဲ့အတွေ့ကိုတေချာပေါက်ခံစားရစေမှာပါ။ဒီလိုစိတ်သက်ခွန်အားပေးတဲ့ဇာတ်ကားမျိုးကိုသဘောကျရင် like လုပ်ပြီး channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာ movie recap တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်။